မင်္ဂလာပါရှင်နလအတွင်းကလေးရမြန်ခြင်းတဲ့သူတွေတိုင်းစားရမယ့်ရိုးစုံတွဲလေးကိုမကျူကလာပြီးရောင်းချပေးမှာဖြစ်ပါတယ်အခုမကျူဒီပေါ်မှာပြထားတဲ့ review လေးကိုပြပေးမယ်နော်ဘာကြောင့်မကျူနလအတွင်းကလေးရမြန်တယ်လို့ပြောရတာလဲဆိုတာကဒီနလအတွင်းမှာပေါ့နော်ဒီမမဆိုရင်နလတောင်မှမကြောက်တလတည်းနဲ့ပဲကလေးလေးကိုရသွားတာဖြစ်တယ်သူ့ရဲ့အသက်ကဆိုလို့ရှိရင်30နဲ့9နှစ်သူ့ရဲ့အမျိုးသားရဲ့အသက်ကဆိုရင်90ဝင်းကျင်တောင်မှရှိတယ်ပေါ့နော်ဒီလိုစုံတဲ့တွေသူတို့လာပေါင်းများစွာကလေးလေးရဖို့အတွက်အများကြီးစူးစမ်းနေတာလုံးဝမရခဲ့တာမကျူတို့ရဲ့ဟော်ရီလိုမျိုးညာနန်းယိုနဲ့ဒီလိုယိုစုံတွဲလေးကိုသူတို့ပေါ့နော်မျိုးသားမျိုးသမီးတစုံစားလိုက်ယုံမဲရှိသေးတယ်တလတည်းနဲ့ဘေဘီလေးကိုပိုင်ဆိုင်သွားတာဖြစ်ပါတယ်ရှင်ကိုကအသက်အရွယ်ကြောင့်ပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်ဓမ္မထာတွေမမှန်ဘူးတောင်းလည်းပုံမှန်မကြွေပဲနဲ့ကလေးရခက်နေသေးတယ်ဆိုရင်မကျူတို့ရဲ့ညာနန်းယိုစုံတွဲကိုစားလို့ရတယ်ကိုယ့်ရဲ့မျိုးသားဘက်ကပဲလိုအပ်နေနေစုံတွဲလိုက်နေစားပေးမယ်ဆိုလို့ရှိရင်လာပိုင်းရက်ပိုင်းတွေမှာကလေးရဖို့အတွက်မကျူကပြောချင်ပါတယ်ရှင်နော်ကိုယ့်ရဲ့ဖြစ်တည်မှုပေါ်မှာမူတည်ပြီးတော့စားရတဲ့ဘူးရေကွာနိုင်ပေမဲ့မကျူတို့ရှိမှာဝယ်စားသူတော်တော်များများကဆိုရင်တပူးတဲ့နဲ့ပဲရတဲ့သူတွေကအရန်ကိုများတာဖြစ်တဲ့အတွက်အမြန်ဆုံးလာဝယ်မှချမယ်မကျူရဲ့ဒီဗီဒီယိုလေးကနေလာဝယ်လို့ရပါတယ်ရှင်အသေးစိတ်လေးကလေးလေးရတဲ့အထိမကျူကလည်းညွှန်ပြသပေးမှဖြစ်လို့အခုပဲလာပြီးတော့ဝယ်